အဲ့လိုကိုအဲ့လိုအိမ်မော်တီကိုတက်ပြီးဆွဲမယ်လို့ဘလို့မှမထင်ရခဲ့ကျွန်တော်နာမည်မင်းခန့်ပါအသက်တော့23နှစ်ကိုပိုင်နံပါတ်110939ခမရ365မလိုက်တိတ်ရင်ပေါ်လာဆိုတဲ့ဖြစ်စဉ်ကဘယ်ချိန်လောက်မှဖြစ်လဲည10နာရီခွဲလောက်ပေါ့ည10နာရီခွဲလောက်မှာတော့ပြောင်းနေထုံးနေအိတ်တော့မယ်ဆိုကျွန်တော်ထောင်းတဲ့အချိန်မှာရောက်ပါဦးဥချုပ်ရင်တက်လာတယ်ဥချုပ်ကိုတက်လာတယ်နောက်ကြတော့ဥချုပ်ရင်အပြင်ဒီစစ်သား2ယောက်ပါတယ်ပေါ့စစ်သား2ယောက်ပါတယ်ပါပြီးတော့ကျွန်တော်အဲ့လိုဘေးရရှိလို့ဆိုပြီးတော့လာခေါ်သွားတယ်ခေါ်ပြီးတော့ကျွန်တော်အဲ့ဘာရုံးခေါ်သွားတယ်ပေါ့ခေါ်ပြီးတော့ဘေးနောက်စစ်ကြုံကြီးကိုပို့တယ်ဘေးနောက်စစ်ကြုံကြီးမှာတက်လာတော့ကြာပြီးတော့တနန်းချင်းပဲဖောင်းရင်းတနန်းကြောင့်ပို့တယ်စစ်တင်တန်းတုံးလာပြီးတော့ခမရ305မော်လိုက်တိုင်မှာတောင်းဝင်ကြတယ်အချင်းကည10နာရီလောက်ပဲရှိအောင်ကင်းဆောင်နေကျွန်တော်ကကင်းဆောင်နေတဲ့အချိန်မှာဒီပတ်နေပြီးတော့တနက်တန်ကြတော့3နှစ်မှာကျွန်တော်တို့တည်နေဖြစ်နေအဲ့ဒါကျွန်တော်တို့ဘက်ကသူကရောက်လာတော့ထောင်ရတော့ရှိတယ်လာတော့အဲ့လိုစီးဖြစ်တယ်တင်းနေကျွန်တော်တို့ဘလို့မှမခုခံနိုင်တဲ့အဆုံးခါခွဲတက်ရင်နောက်ပြန်ဆုပ်လာကျွန်တော်တို့ဒီကလည်းတော်ကြာနေပြီ52ယောက်15ယောက်ကျောင်း20လောက်ပဲကျွန်တော်ရောမနိုင်တဲ့အဆုံးမှာနောက်ပြန်ဆုပ်လာတယ်လည်းဝဲခေါင်းပေါ်မှာပဲထိုင်ချပြတယ်အဲ့နေ့ကကျွန်တော်တို့ပိုင်း10ရောက်ထွက်သွားတယ်ပိုင်း10ရောက်ထွက်သွားတယ်မိုင်းထောင်တဲ့လူကတယောက်ပါတယ်ဒီကံခွဲခေါင်းပေါ်ကပချတယ်ပေါ့မိုင်းလိုက်ထောင်ရင်းနဲ့တကယ်ကြီး2ယောက်တွေ့ရတယ်သူ့သမီးရမလို့ဘာလုပ်နေရလဲထပ်ပြီးကိုကြံနေတယ်ဟာမကြပါဘူးအဲ့တော်ပဲတော့လိုက်ရမယ်လို့အဲ့လိုပြောပြီးတော့6နိုင်ဟုတ်ပြီသူတို့တဲ့အချိန်တော့လေသူအရှူအောက်ထဲရပြီးတော့တဲ့ဆင်းပြီးတော့ဒီကသူလည်းဒီလိုပဲဖျက်ပြေးလို့ရလို့ရှိရင်သူတို့လည်းပြေးမှာပေါ့ဖျက်ပြေးလို့မရဘူးဆိုလည်းဒီတက်ထဲမှာပဲသူတို့မှသူတို့အသေးခံလိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့ကြောင့်ခံယူရကြတာများတယ်အဲ့တော့ဒီစစ်တပ်မှာစစ်သားဖြစ်လာကြတော့ဒီမလုပ်ချင်တဲ့မပြစ်ချင်တဲ့သူတွေပြစ်နေရပဲဒီမဝင်ချင်တဲ့အိမ်တွေလည်းဝင်ရတာပဲမယူချင်တဲ့ပစ္စည်းတွေယူခဲ့ရတာအဲ့လိုမျိုးရှိဒီအစီအရဲဝင်မယ်ပေါ့ဝင်ပြီးတော့ဒီစစ်အာဏာရှင်စနစ်ကြီးကိုမကြိုက်တဲ့အနေနဲ့ပြန်ပြီးတော့တော်လှန်နေတဲ့စိတ်နာခဲ့